ကျွန်တော်တို့အိမ်မောဆင်းလာအိမ်မောခုံဆင်းလာဒီကောင်အိမ်မောခုံဆင်းလာဒီတဲ့မှာဒီရှိတဲ့မှာဟုတ်တယ်မယ်အဲ့ကောင်ပြအဲ့ကောင်စုံလာမယ်အဲ့ကောင်ပြမယ်အဲ့ကောင်ပြမယ်အဲ့ဒီကလေးကောင်တကောင်လည်းခုံဆင်းလာအိမ်မောခုံဆင်းလာတယ်ကောင်းတယ်ဘယ်မှာတော့ဘယ်မှာတော့အဲ့ကောင်ဘယ်မှာတော့ဘုံနေတော့ဘုံနေတော့ဘုံနေတော့ဘယ်နှစ်ယောက်ဘရိုတကောင်ကြောင်းပါနော်ဟုတ်လားနော်မသိသေးတာဘုံနေတော့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 စမုန်ထဲကဘုံနေတော့စမုန်ထဲနှစ်ကောင်စမုန်ထဲဘုံထဲလို့ရဘုံရှိတယ်ကောင်းတော့ကွာရှယ်ပဲကျွန်တော်ဘယ်တွေတားလာနေဒါသာတို့ရဆက်စတူးလေဘယ်လိုစနေရပါကြတော့လေအဲ့ဒါနောက်ကစကွက်ကျွန်တော်ထောက်တော့ခုနတွေ့တယ်အတန်ကြားရမယ်နောက်ကစကွက်ဒီရမ်းမွန်နေကျွန်တော်ဒီတောင်ကုန်းပေါ်တက်ကြလို့ရှိတောင်ကုန်းပေါ်ဒါတော့နောက်ကပါမလားကျွန်တော်ဒီတောင်ကုန်းကတ်မှာပြပြီနောက်ကျော့ပြတာဟာအဲ့ကောင်နေရှမ်းကောင်နေရှင်းအဲ့ကောင်နေရှင်းဟောရှီရောနောက်ပြပြီဘလို့ဒီနားဆောင်ကျွန်တော်နေရာလေးကောင်းတယ်ဘယ်နှပြစ်တာအောင် point စိမ့်နဲ့ point စိမ့်ပြစ်တာလားဟုတ်တယ် point စိမ့်အဲ့ကောင်ပြေးရမှာလေပြေးသားကောင်ကိုတဲ့စုံထဲမှာရတယ်စိတ်ဖြစ်နေပြီဟောဟိုမှာပြစ်နေ12ယောက်ပဲကျွန်တော်တယ်10ယောက်ပဲကျွန်တော်ဘရိုအဲ့နောက်ကောင်တကောင်ရုပ်ရောက်ကိုတာနေအောင်ကိုနဲ့ရမ်းတက်တယ်နောက်ကဆော့လာထောက်နေနောက်ကလာထောက်နေတယ်စုံရင်ဝင်ကိုနဲ့ရေမလည်းညပြတက်နေအောင်တော့လာပြီကိုလည်းမရတော့ဘူးမောက်ပြီကဲလို့မရတော့ဘူးအောက်ကခွေးတာဒီအောက်မှာဘရိုနံပါတ်1အဲ့ကောင်နောက်ကြောမပေးနဲ့ဟိုဘက်ကောင်ကြောတဲ့တည်းကြောတဲ့ကာပါထားအောက်ကဝင်သွားရင်စုံသူဝင်မယ်ဆိုရင်တော့ဘုံရှိတာအဲ့ကောင်သူ့ရဲ့ပေါင်းပါရှိအောင်မသူ့ပေါင်းမှာဘယ်နှမ်းမှမသိမပါဘူးအဲ့ကောင်တော့သူတော့သွားလို့လေမယ်ဘရိုတော့ပြဘရိုပြီးပြီလားဘရိုတက်မယ်လားအောက်ရက်ကွက်လမ်းမြေသေးလားအော်တွေ့အကောင်ကျွန်တော်တွေ့ကိုရောမတစကွက်ရှိတယ်ဒီကဆင်းမလာချောင်းနေနော်အဲ့ကောင်အရှက်ဖြတ်ထွက်လာနောက်တော့ရပြီထိုးဆောင်းနာပြီဘရိုကြီးလွတ်ပါမလားမသိကျွန်တော်တော့ပြေးတာမောက်ရပြီဆောင်းချက်သွားတယ်ဟာတီရောသွေးကြီးတခုမှမပါဘူးလေကိုလေမြက်သေးဘူးဇောမြက်သေးဘူးကိုလေအုံးနေမှာဘရိုကျွန်တော်သွေးဖြစ်လာမှာဘရိုပိုစရှင်ခိုးထားလိုက်အောင်ရရှိသွားတယ်ရရှိတယ်လေရဘရိုပို့ထားမရှိတော့ဘူးလေဘရိုကျွန်တော်ဟိုင်းတော့โอเคဘရိုတို့တိကျနော်ကျွန်တော်အပေါ်မှာဟာဘရိုတွေမရှိတော့တာတွေက
တို့ညာဘက်ကြည့်ကျွန်တော်ဘယ်ဘက်ကြည့်မယ်ကျောင်းရှိပါဆောင်းခုရှိတယ်အေးအာဟိုကောင်ပေါ့ဟုတ်လားဝဲလာဖောင်းလို့ ဘာဖြစ်ချင်တာလဲကိုကြီးစောင်းရဘာဖြစ်ချင်တာလဲအဲလေ ဝဲစားရလား